အလုံးမင်္ဂလာပါရှင်ကျမတခါတော့မရောက်ဘူးပေါ့ဒီနေရာဒါကဒုက္ခခန္ဓာအကြောင်းပေါ့နော်ကျမညမလေးတွေပြီးတော့ကျမတငယ်ချင်းတွေသူတို့ကလေးတွေအလူလုပ်ပေးတာပေါ့ရှင်အလူလာပေးတာပေါ့ဒါကတော့ဒုက္ခခန္ဓာအကြောင်းပေါ့နော်အခုကတော့ကျမဖုံးကြံရလို့ဖုံးပြန်ယူတာပေါ့ရှင်ဗီဒီယိုရိုက်ပေးမယ်လို့ကြည့်လိုက်တော့မှကျမဖုံးကကားထဲမှာကြံခဲ့တာပေါ့ရှင်ဒါကြောင့်ဒါတော့ကျွန်မ first time ရောက်တဲ့နေရာပေါ့ဒါကြောင့်ကျွန်မတော်တော်နည်းနည်းလေးစိမ့်တယ်ဒါပေမဲ့အထက်မှာတော့ကိုမိတ်ဆွေအတိတွေကြီးတယ်ဆိုတော့နော်မစိမ့်ပါဘူးနော်ဒါတော့ကျွန်တော်တိကျကနာကြောင်းပါရှင် first time ရောက်ဘူးတဲ့ဟာဒီမှာကတော့လာတဲ့လူတွေတော့အများကြီးပေါ့နော်အကျွေးအမွေးတွေလုပ်ပေးတဲ့နေရာပေါ့ဒီမှာတော့ကဲဒီမှာပေါ့နော်ကျမတကယ်ကြီးနေရှိပါမသမီးတွေလည်းကြံခဲ့တယ်ဟမ်အော်ဟိုကတော့အပြူကြီးတွေညီမတွေအချောတွေပါနော်ဒီမှာအကုန်လုံးအဲ့ဒါကျမကပထမဆုံးချိန်ဆိုနည်းနည်းလေးတော့အခက်ခဲပြတာပေါ့ရှင်လာရတာချိုအေးရေမင်းသမီးတွေနော်ဒါကျမတို့ဖုန်းဝေးရမင်းသမီးတွေချောတွေကြီးပဲမကြည့်လိုက်ပါဦးဒီမှာကတော့အစားအသောက်တွေပြင်တာပေါ့နော်ဒါကတော့ကျမတို့ဖုန်းဝေးရမင်းသားအကူကြီးကြည့်ပါဦးဒါကျမတို့ဖုန်းဝေးရကောင်းပွိုင်နော်ဒီမှာဒါကတော့စားစရာတွေကျွေးတဲ့နေရာပေါ့ရှင်နော်ဒါကတော့အလူပွားလို့လာပြိုချစ်စရာလေးကျမသမီးတွေထားခဲ့တဲ့နေရာပေါ့ဝါညီမကြီးပြန်တော့တယ်ဆိုနေကောင်းတော့လားကွာလာမလို့ကွာအပြောပဲဖြစ်နေတာအလုပ်ကပြင်းတဲ့ကလေးတော့နဲ့လေနော်နော်ဘာတော့လာလဲမနော်ကွာပြီးတော့အိမ်ကဘာလဲဟိုကလုပ်ရင်လဲလာလဲပါဦးကွာကလေးတွေခေါ်ပြီးတော့နော်ကွာဒါကတော့ဒီမှာတော့ဟိုပါလေကွာဒီမှာကတော့အလူရှင်အလူမတွေပေါ့ရှင်ဒီမှာလာတော့နာမင်းသမီးတွေကြီးတယ်ပါပဲနော်ဒီမှာကျမကလေးတွေလိုက်လာတာပေါ့ဒီမှာသမီးဒီမှာတော့ကျမမိတ်ဆွေတွေပါကျမစိတ်ရငါညီမတွေအမတွေချစ်တွေပေါ့နော်ဒီမှာငယ်ချင်းတွေချိုးလို့အကုန်လုံးမင်းသမီးတွေကျမတို့ခေါ်ဝေးရအချောတွေအလားတွေချင်းနော်လူလဲချောစိတ်လဲချောတွေကြီးပဲနော်အမအကောင်လုံးလူလဲချောစိတ်လဲချောတွေချင်းနော်ခေါ်ဝေးရမင်းသမီးတွေချင်းနော်ခေါ်ဝေးရမင်းသမီးမျိုးသားနော်ဟုတ်ပါကဲမသမီးတွေထိုင်လေသမီးကိုသားလေးထိုင်လေအဲ့ဒါကျမကတော့ဒီမှာမသမီးတွေမသားထိုင်နေလေခဏလေးထိုင်နေကျမအဖွားရဲ့ဗီဒီယိုတစ်ချက်ရိုက်ပေးလိုက်မယ်အဖွားမတုံးသမီးမဖွားလေမမမီလို့မရဘူးနော်သမီးဖွားငယ်let's go တမအဖွား let's go ဟိုမှာအငယ်ကောင်အဖွားကြီးတွေကြီးကုန်ပြီကဲမင်းသမီးတွေပါရှင်နော်အကုန်လုံးကကျမတို့ဖုန်းရလူတွေရှိုးလိုက်နော်လူတွေလည်းလာစိတ်တွေလည်းလာပါရှင်ဟုတ်တယ်နော်ဒီမှာလေးတွေကတော့တက်စားလေးတွေပေါ့ရှင်အမျိုးစုံကျမတို့ရှင်မှာချောတာနော်အမျိုးစုံချောတာပါရှင်ဒါကတော့ကျမချစ်မမပါရှင်ဒါတွေလည်းချစ်မမတွေပါနော်မရိုက်ပါနဲ့မရိုက်ပါနဲ့လောက်ကိုကြောက်လို့အလကားပြတာဟုတ်ပါဒါတော့ကျမတငယ်ချင်းတွေကျမညီမတွေရဲ့ကလေးတွေလူပေါ်ချင်းလူလာပေးတာပါနော်ဘိုက်စားတော့ဝိတ်ခဏလေးတာညိုဒါချတောင်းမလားဟုတ်လားညိုကလေးတွေပါလာတယ်ဟုတ်လားဒါတော့ဒီတစ်ခါမလာဘူးတော့နည်းနည်းလေးအလုပ်ဟိုလုပ်ဒါတော့ကျမတို့အမတွေပါရှင်မဲဆောက်ပါတယ်နဲ့နော်အတူတူနေလာတဲ့အမတွေပေါ့မမီဒီရောက်မှမမီကြတာပေါ့လေလာပေါ့ဖြစ်တယ်ဒီပုံကြောင်ကလဲရှင်းတယ်နော်ဒါမဲ့ကျမလေးမလာရောက်သမီးကျမချွေးမလားသမီးချွေးမလားအမလေးချိုးလိုက်တာချွေးမလဲဟုတ်လားသမီးဟုတ်လားမြည်တွေလည်းရကုန်ပြီဒီလိုပဲနော်သမီးကမွေးတာလည်းမြည်မလေးအေးပါဟိုကမြည်သားလေးကဲဒါတွေကတော့ချင်းကျမတို့ကနည်းနည်းကြိုက်ပေးလိုက်ဦးမှာပေါ့နော်နေရအနမသားနဲ့လာလိုက်မလား
ယူကျွေးမခဏလေးဆောင်လို့ဒါကတော့ရှင်ကျမ first time ဆိုတော့နည်းနည်းလေးတော့စိမ့်တယ်လို့ပြောတော့ဒါပေမဲ့ကိုမြန်မာပြည်သားတွေပြဆိုအန်ဒီဒီမှာပဲတွေ့ရတယ် Facebook မှာနဲ့ဒီမှာနဲ့ပဲအေးချောလိုက်တာချောလိုက်တာချောတွေအလားတွေကြီးပါပဲနော် ဘယ်မျိုးကလဲလား ကျမစကိုင်းတူအညာတူ မဟုတ်ဘူးဘယ်အခုဘယ်မျိုးကလာလဲ ဟောကျမဖုတ်ဝေးရပဲ ဘယ်နှမတွေမတွေ့ရကြားလားလေ အော်ကျမဖုတ်ဝေးဗာလဲ06မှာပဲစစ်ကုတ်က အေးဩမတွေ့ရကြားလားလေမနေ့က06မှာနေတာပဲ ဟုတ်လား အေးလာလဲအေးကို ဟုတ်ကဲ့ မက်ကနီထိတ်မှာနေတာ ဟုတ်ကဲ့အော်မကနီထိုက်မှာဆိုရင်ကျမတို့နီးတာပေါ့ကျမတို့မကနီကျမကဗာလဲဒီဟွာထဲမှာနောက်လာလဲမနော်အန်ဒီဒီမှာကတော့ကျမတို့အပြူကြီးတွေအိမ်မှာထားခဲ့တာပေါ့လူပြူကြီးတွေကတော့အဝတ်စားဒီမှာမင်းသမီးတွေ မဆက်ကတဲ့နံပါတ်ပဲပြောလိုက်အိမ်နော် အေးကိုပေးမယ်လေလိပ်စာတောင်းလေဒီမှာဝင်တိုးလိုက်ဝင်တိုးလိုက်ဒီမှာသမီးလားကျမတို့ဝင်ပြီးတော့ဓာတ်ပုံရိုက်လိုက်ဦးမှာပေါ့ရှင်သမီးလားလေးပြောပြောလေးမထိုင်မိသားထိုင်မှာတောင်းနေထိုင်လိုက်ကဲနော်ဒါတော့ကျမတကယ်ချင်းဒီအလူကိုရှိလာတဲ့လူတွေကတော့အများကြီးပေါ့ကျမတို့လည်းဝင်ပြီးတော့ဓာတ်ပုံရိုက်လိုက်ပါဦး